အားလုံးပဲမင်္ဂလာပါထုံးစံအတိုင်းပဲဒီနေ့ထူးထူးဆန်းဆန်းအိမ်ကိုလက်ဆောင်ပစ္စည်းလေးတစ်ခုရောက်လာပြီပေါ့နော်အဲ့ဒါဘာပစ္စည်းလဲဆိုတာပြမယ်ပါလဲဆိုတခါမှဒီလို surprise မရဘူးဒါပေမဲ့အဆောက်အဆုံးမှာတော့ဘယ်သူပို့လိုက်မှမသိဘူးပေါ့နော်နောက်တော့မှသိသွားတာဒါပေမဲ့ပစ္စည်းရင်ဆုံးပြမယ်ဘာလေးလဲဆိုတာဦးပြီးမှဘယ်သူပို့လဲဆိုတာလည်းပြောပြမယ်တာဒါဒါလေးပါpage မှာမြင်မှုကြမယ်ထင်တယ်တခါမှကိုတိုင်း blind box မဖောက်ဘူးအဲ့တော့ဒါပထမဆုံး first time blind box ကိုဖောက်မှာပေါ့နော်ပြီးတော့ဒီဘူးလေးကို surprise တကယ်ရခဲ့တာပါဘာလို့လဲဆိုတော့ကိုတိုင်းပြောရင် blind box တွေကဈေးနည်းနည်းကြီးရပေါ့နော်ဈေးကြီးတော့နှမျောလို့ဝယ်မဖောက်ခဲ့ဘူးဒါပေမဲ့ဒီတစ်ခေါက်မှာတော့ကိုယ့်ရဲ့အရန်ချစ်ရတဲ့အမပေါ့နော်အမကကိုယ့်အတွက် surprise အနေနဲ့ဒီ blind box လေးပို့လိုက်တာပါဒီ blind box ကပေါ့မတ်ကblind box ပေါ့နော်ဒီပေါ့မတ်ကထွက်တဲ့ series တိုင်းကိုတော့သဘောကျရဲအဲ့ဒါကိုမှဒီတစ်ခေါက်ကဒီ twinkle ပေါ့နော် twinkle မှာဒီ18ရက်နေ့ April 18ရက်နေ့ကမှထုတ်တာဒီ twinkle ဒီ series ပဲပေါ့နော် Moon Glato ဆိုတဲ့ series လေးဒီပြောရရင်လည်းပြဒီ ice cream ကုန်းလေးပေါ်မှာဒီ twinkle အရုပ်ကလေးထားတာပေါ့နော် latest series ဆိုတော့ဘာလေးပေါက်မလဲဆိုတော့စိတ်ဝင်စားရဲကဲအဲ့ဆိုရင်ဒီထဲမှာအရုပ်ဘယ်နှမျိုးပါမလဲပြီးရင် secret ကဘာလဲဆိုတာလည်းပြောပြမယ်ပေါ့နော်ဒီမှာပါအရုပ်က4ရုပ်ပါတယ် secret က1ရုပ်ပေါ့နော်ဟာဆိုတော့အဲ့4ရုပ်ကဘာလေးလဲဆိုတော့ make eye lemon glato ရဲ့ strawberry guava glato ရဲ့နောက်တစ်ခုကကြတော့ purple potato glato ရဲ့ချစ်စရာလေးနောက်တစ်ခုက caramel whiskey glato ရဲ့ဒီတည်းကဘာလို့ကျန်လဲဆိုတော့နည်းနည်းတော့စဉ်းစားရခက်သွားပြီဒီဟာကိုသွားရှာကြည့်ရပေါ့နော်ရှာကြည့်တော့ secret ကသူကဒီဘာခေါ်လဲဒီခေါင်းကပေါ့နော်အဲ့လိုဘလို့လေးလည်းမသိဘူးအယောင်လေးရလေ rainbow လိုမျိုးအဲ့လိုခရမ်းလေးပြေးနေရလေးပေါ့နော်အဲ့လိုလေးလည်းတွေ့ရဲအဲ့ဒါလေးလည်းထည့်ပြထားမယ်ဗီဒီယိုထဲမှာကိုဆိုရင်တော့ဒီမှာဒါလေးသဘောကျရဲပြီးရင် purple potato glato လည်းကြိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်ဒါလေးကိုဖောက်ကြည့်မယ်မဖောက်ဘူးတော့ဘယ်ကနေစားဖောက်မှန်းတော့မသိဘူးရမ်းစိတ်ဝင်စားတယ်ဖောက်ပါပြီ1 2 3 goကဲမကြည့်ဘူးအထက်မှာပါလေးပေါက်မလို့မသိဘူးကလည်းမကြည့်ဘူးစတစ်ကလည်းမကြည့်ဘူးပေါ်ထားတယ်မကြည့်ဘူးနော်တကယ်မကြည့်ဘူးဒါဒီမှာထားခုတ်လေးရတော့ထွက်လာပြီကဲပေါက်လဲsecret လေးလည်းလို့ချင်တယ်ဒီတော့ဟိုကလေးခုနပြောရဲcaramel whiskey glato လည်းလို့ချင်တယ်ပေါ့နော်ပြီးရင် purple potato glato လေးလည်းလို့ကဲဖောက်ပါတော့မယ် go ကဲပေါက်လဲဆက်ကြည့်တော့ကြောက်လို့လက်တွေတောင်တုံတယ်ဆွဲမိနေတယ်ဟဲ့ဒါပါလေးနဲ့whiskey glato လေးပေါက်တာလောမကျင်တော့ခုနအောင်လေးအမနဲ့တူကဒီဘူးမှာထားရဲတဲ့လှမ်းပြောလိုက်တဲ့အချိန်မှာဟဲလို့ငါလို့ဒီတုတ်ချောင်းလေးနဲ့လို့အဲ့အလေးကိုတော့အရန်လို့ကျင်တာပဲလို့ပြောနေအရန်ချစ်ဖို့ကောင်းတယ်ပေါက်သွားပြီနောက်ဆုံးတော့သူကလေဒီအောက်ကဟာလေးကဒီလိုလှည့်လို့ရတယ်ပြီးရင်ဒီလိုလေးအချောင်းဒီခွက်လေးကနေတော့ထုတ်လို့ရတယ်ပေါ့နော်သူဒီမှာတော့ချိတ်လေးနဲ့လည်းတွဲပေးထားရဲတို့လေးတန်လိုက်ရုံပဲတန်လိုက်ပါရဲ့အဲ့လိုဆိုတော့ဒီဘာခေါ်လဲ ice cream ခုံးလေးရလဲမာမနေဘူးသူကလည်းသူပျော့တယ်အရာချောကောင်းတယ်တပတ်လိုက်ပြမယ်နော်ဒီမှာသူ့ရုပ်လေးကဒီလိုလေးဟိုမှာလိုက်ပြမယ်ရမ်းချောကောင်းတယ်ဒါလေးပေါက်သွားပါရဲ့ secret တော့မပေါက်ပေမဲ့ကိုလိုချင်တဲ့ဒါလေးပေါက်သွားရပေါ့နော်ရုပ်လေးကတော့ကုတ်လို့ပဲ
နည်းစိတ်ဆိုးနေရရုပ်လေးနော်ကျေးဇူးအများကြီးတင်ပါတယ်ပထမဆုံး first time blind box ရဲ့ရင်ခုန်တဲ့နှုံးကိုလည်းသိရသွားပါပြီဘူးထဲမှာကျတော့ဒီ sticker လေးပါတယ် sticker ကသူက2ချက်လို့ sticker 2ချက်ပါတယ်အဲ့လိုဆိုကိုကြိုက်တဲ့နေရာလေးမှာကတ်လို့ရတယ်ပေါ့နော် sticker 2ချက်ရယ်ပြီးတော့ဒါလေးကိုဆွဲဖို့ဒီလိုကြိုးပုံစံလေးပေါ့နော်အဲ့လိုလေးတစ်ခုပါတယ်ကဲအားလုံးပဲကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာဗာလေးဆက်ရိုက်ပြမလဲဗာလေး content လေးလုပ်မလဲဆိုတာတစ်ချက်လောက်စောင့်ကြည့်ပေးပါအောင်အားပေးကြတဲ့ပရိသတ်တွေကိုကျေးဇူးများတင်ပါတယ်တတာ